နံပါတ်25ဂိုးပါရခင်ဗျာလာပါတဲ့ကန်ချန်တဲ့အထူရရှိလာတဲ့ခွင့်ရေးကိုအကောင်းဆုံးသုံးချပြီးတော့ရောင်နီ FC တင်း1-0နဲ့ဥဆောင်ထားနိုင်ခဲ့မြာကဲပါတိုင်လူကျဲဝီဆန်တဲ့အတူဖွဲ့ခြင်းအားစတင်တော့မှာဖြစ်ပါတယ်ကျွန်တော်လိုက်စင်းလို့လည်း line share လေးနဲ့ကူညီပေးကြပါအောင်နော်တခြားတင်အချင်းတွေလည်းကြည့်လို့ရအောင် share ပေးကြပါအောင်ခင်ဗျာကဲပါတိုင်လူကျဲဝီဆန်တဲ့အတူမိခဓမ္မဆုံးပေးဖို့တော့စတင်ခဲ့ဖြစ်ပါတယ်ခရစ်ကျွန်တော်မစဲမိခစီတင်းရဲ့ခွင့်လည်လူဖြစ်တဲ့ခရစ်ရှိကိုခုတ်တင်ပေးတဲ့ရဲငယ်ဒီမလေးနဲ့တာထိပြီးတော့နောက်မှရှိနေဟိန်းထက်တာလေးနဲ့ဘလုံးကနောက်မှရှိနေဝနာနဲ့ပဲပြန်တွဲထားရင်မိခခြေထဲမှာပဲဝနာကိုရီးယားရှုပ်ဖြတ်တင်ပေးတယ်ကိုသမားဂျက်စတင်ကောင်းဆုံးဟန်ထားနိုင်ခဲ့မြအောင်လေးကောင်းဆုံးဟန်ထားပြီးတော့ပြတ်ထုတ်ထားနိုင်ခဲ့မြဘလုံးကလုတ်ပြီးတော့နေလာတယ်ကောင်းတင်ကောင်းဆောင်ကျောင်းနံပါတ်25နဲ့အတူကျောင်းနံပါတ်29ခင်ရှင်းတို့အတင်းရှင်းနေပြီးတော့ကန်တင်းမှုနေထားမှာဆိုရင်ကျေတံမွားနေစင်ရောင်နေ FC တင်းထွက်တော့ဦးဆောင်ကိုဖန်တီးသွားနိုင်မလားဆိုတော့စောင့်ကြည့်ရမယ်နော်ဘလုံးစိတ်ကြိုက်တယ်ပြီးတော့မရှိနေခင်ရှင်းနဲ့နံပါတ်25ဂိုးပါရခင်ဗျာလာပါတဲ့ကန်ချန်တဲ့အထူရရှိလာတဲ့ခွင့်ရေးကိုအကောင်းဆုံးသုံးချပြီးတော့ရောင်နီ FC တင်း1-0နဲ့ဥဆောင်ထားနိုင်ခဲ့မြာထားတယ်ရောင်နီခြေထဲမှာပဲဒီမှာကျွန်တော်ဒီမှာရှုပ်တွဲပေးတိုင်းကျွန်တော်စကိုကြီးဝင်နေလန့်ကန်တယ်ဘလုံးကကန်တော့ကောင်းဝင်ခဲ့ပြီမဲ့ကိုသမားဆရာမင်းထင်ပဲမာယုံရှိသွားနေဖန်ထားညဒီကားစီတင်တော့ရရှိလာတဲ့တောင်ကံဘောတော့ကျောင်းနံပါတ်10ခရစ်ကံမှုရှင်ပါညခရစ်ဘလုံးစိတ်ကြိုက်တယ်ပြီးတော့ဒီအထိတ်ကိုမြောက်တင်ပေးတယ်ဟိန်းထက်ကောင်းတိုက်ရမှာဒီကားစီတင်ရဲ့ကစားသမားတွေကိုသမားဂျက်စတင်ကိုနိုင်ငယ်တွန်းလို့ဖြစ်တဲ့အတွက်ဖြစ်တယ်မောဖြစ်တိုင်းလူကြတော့တတ်မှတ်ပေးထားညကျောင်းနီ FC တင်တောင်ကံမောတော့တင်းရဲ့ဘယ်တနက်စမှုဖြစ်တဲ့အောင်လေးခုတ်တင်ပေးတယ်ကိုသမားဆရာမင်းထင်ဒါလေးဆွဲထားနိုင်ခဲ့ညဆရာမင်းထင်ပဲအောင်မရှိရဲ့နောက်ကန်လူဝင်ကိုနဲ့ပြန်တွဲထားတယ်ဝင်ကိုတွေ့ရမှာခင်ရှင်းနဲ့ညှိပြီးတော့အမြောက်ဘောတထူးမရှိနဲ့ရဲငယ်ရှုပ်တာဖြတ်တင်ပေးတယ်မြဘလုံးကငယ်များပြီးတော့ကိုသမားဂျက်စတင်ဒါလေးထွက်ဆွဲထားနိုင်ခဲ့မြရဲရင်မရှိနဲ့ဝနာနဲ့ပြန်တွဲထားတယ်ဝင်ကိုလုံးထင်းပြီးတော့အချိန်နေချိနေဝင်ကိုခြေထဲမှာပဲရဲငယ်ဟိုပေးရမှာငယ်နားလဲမှုတွဲပြီးတော့အမရှိနဲ့ရှေ့ကိုရပေးပဲဝင်ကိုလမ်းခံမှုကြိုးစားမှာကိုသမားဂျက်စတင်ပဲဒါလေးဖမ်းထားနိုင်ခဲ့နော်ကောင်းပြီခြေထဲမှာပဲညာမှာကျန်တက်လာတဲ့ကျောင်းနံပါတ်4နဲ့ပြန်တွဲထားတယ်ဒီမှာရှိနေတဲ့ကျောင်းနံပါတ်19ကျူကြီးကိုပါရခင်ဗျာဒုတိယချိန်ရရှိလာတဲ့ခွင့်ကိုလည်းကျောင်းနံပါတ်10အကောင်းဆုံးသုံးချပြီးတော့ရောင်နီ FC တင်းထွက်တော့ဒုတိယအုပ်ဆောင်ကိုထပ်မံသွန်းထားနိုင်ခဲ့ည
ငယ်ခြေထဲမှာပဲငယ်ကြတဲ့ချိုးပေးတယ်ခရစ်ပင်နယ်ဒီခရစ်ဘောလုံးရယူပြီးတော့ဆုံးသက်ဖို့ကြိုးစားမှာရောင်ဒီ FC တင်းရဲ့နောက်ခံလူတွေထထုံမှုနေငယ်ချမ်းတဲ့အတွက်ဒိုင်လူချက်တော့ပြစ်ဒဏ်ရောဖြစ်ပင်နယ်ဒီဖြစ်တော့တတ်မှတ်ပေးထားရနော်မိခါ FC တင်းရဲ့အတွက်တော့ရရှိလာတဲ့ပြစ်ဒဏ်မို့တော့တိုက်စမှုဖြစ်တဲ့ကျောင်းနံပါတ်18ရငယ်ကန်ဝန်နေထားမှာကိုသမား Justin လည်းအသင်ဖြစ်နေတဲ့အနေထားကိုတွေ့နေရမြရငယ်ကန်နဲ့ Justin ကောင်းဆုံးကာဝယ်ထားနိုင်ခဲ့မြအမာယုံမရှိတာနဲ့ပဲပြန်ကန်နဲ့ Justin ဘောလုံးမကန်ခင်မှာအနေငယ်ရှေ့ထပ်သလိုဖြစ်တဲ့အတွက်တိုင်လူကြီးကတော့ပြန်လေဒီကိုပြန်ကိုင်းဖို့အနေထားမှာရှိနေမြပြန်ကမ်းမှာပါနော်ဒုတိယကျင်းမိခါတော့ထမှန်ရရှိလာတဲ့ခွင့်ရေးကိုတိုက်စမှုဖြစ်တဲ့ကျောင်းနံပါတ်18ရဲငယ်ပြန်လဲတုံးချနိုင်မှာဒါမှမဟုတ် Justin ပဲဒုတိယလုံးပြန်လဲစိတ်ထားနိုင်မှာဆိုတော့ကြည့်ရမယ်ညရဲငယ်တင်နေထားမှာ Justin လည်းတင်နေထားမှာရှိနေမြကွန်ထိုင်ထိပြီးတော့ပြန်ထွက်လာတယ်နောက်ခံလူတွေကောင်းဆုံးရှင်းထုတ်ထားနိုင်ခဲ့မြရဲအောင်လေးရှင်းမှာရှိနေကျွန်တော်19ကိုချပေးပြီရောင်ဒီဘာလို့တိပြီးပြန်ထွက်တယ်ကျွန်တော်14ပိတ်တယ်ဇီယာမင်းထင်ပြန်ပြီးတော့ဒါလေးစိတ်ထားနိုင်ခဲ့မြခင်ရှင်းရမလေးနဲ့တင်ပြီးတော့စိုးသက်ဖို့ကြိုးစားမှာနောက်ခံလူဆောင်းမင်းထွေးပဲရှင်းထုတ်ထားမြခင်ရှင်းခြေထဲမှာပဲဆောင်းမင်းထွေးပြန်လေရောက်ထားနိုင်ခဲ့တကယ်ပါတိမ်မြင့်တက်ကြတွေနဲ့တူပထမတဲ့အပြောင်းလဲတွေကိုဖန်တီးပြီးတော့ရရှိလာတဲ့ခွင့်ရေးကိုရဲငယ်တုံးချနိုင်ခြင်းမရှိဘဲနဲ့ပါတန်း TV ပြန်ထွက်လာတဲ့လုံးကိုရောင်နေရဲ့တံမြန်တိုက်စစ်နဲ့တူအဝေးကနေလှမ်းကန်မှုကြိုးစားမှာပါတန်း TV ပြန်ထွက်လာတယ်မြတကယ်ကိုကောင်းမွန်တဲ့တံမြန်တိုက်စစ်နဲ့တူကျောင်းဒီ FC တင်းဒီနေ့မှလည်းအကောင်းဆုံးခြေစမ်းတွေကိုပြပြီးတော့မေခါကိုတူးစီးနဲ့ပဲပြန်လဲဥဆောင်ထားနိုင်တယ်ဗျာကိုရှိကိုခုတ်တင်ပေးတယ်ဒီဆန်းပြန်လေရောက်ထားမြနောက်မှရှိနေဟိန်းထက်ဒီလေခင်ရှင်းတဲ့အောင်လေးတို့သူရှိနေအောင်တွေ့ရမယ်မြအောင်လေးမတင်နေနေငယ်များပြီးတော့ဂိုးလုံးမဖြစ်ရမြဝန်စားလက်မြောက်ပေးထားတဲ့အောင်လေးကောင်းတိုင်ပြုတ်ဝန်စားနဲ့ပဲပြန်တွဲထားတယ်ဝန်စားရှိကိုဖြတ်တင်ပေးတယ်ရမင်းထင်ခံထားနိုင်ဝင်တို့အောင်မှာနေငယ်ချမ်းတန်းလို့ဖြစ်တဲ့အတွက်တိုင်ကြတော့ဝါကပ်ရပြီးတော့ရောင်ဒီ FC တင်းရဲ့တိုက်စစ်မှုကျောင်းနံပါတ်20ခုကိုတော့တီးပေးထားရမြရရင်မရှင်းရဲ့ဒီဆောင်တွဲပြီးဒီဆန်ကမင်ထရီခြေရမှာပဲဘီယန်ရရင်ကမင်သူကိုပါလေခင်ဗျာနောက်တန်းနေရဲ့ပေါ်စောမှုအနေနဲ့ခွင့်ဆောင်းမင်းသူရရှိလာတဲ့ခွင့်ရေးကိုပေးရမှာကိုသမားဝေဖြိုးလိုက်ကာဝယ်ထားခဲ့ပေမဲ့လည်းနောက်မှာအသင်းရှိလာတဲ့ဟိန်းထက်အောင်ပိတ်သုံးပြီးတော့မေခါစီအသင်းအတွက်ဦးဆောင်ကိုရရှိခဲ့မြဟုတ်တယ်ခရစ်ဒီကအခြေထဲမှာပဲခရစ်ဖြိုဖြတ်တင်ပေးတယ်ဇော်မင်းသူတာလေးထိန်းတယ်
小明都背部出杀嘛，围出来，去找标打的水场人家高嘛人家围出来。可小马点背的，小明都背的，我他妈围出来呢，TV 变出来呢。行，围出来，刚从高位场人要点呢。给吧，ဒုတိယပိုင်းမှာလူစားဝဲကစားသမားကိုသမားဖြစ်တဲ့ဝေဖြူလိုင်းလူစားလဲပြုတ်လို့ပြီးတော့ကျွန်တော်တို့38ကိုခုတ်တင်ပေးတဲ့ဝေဖြူလိုင်းပုတ်တယ်ကိုပါတယ်ခင်ဗျာဝေဖြူလိုင်းပုတ်ဖို့ကြိုးစားရမှာဘလုံးနဲ့ရှန်နေပြီးတော့ကျွန်တော်တို့30မေခါအစီတင်းတွားဒုတိယခြေပါကိုရရှိတဲ့အတွက်တော့မေခါအစီတင်းဒီတမောကစားသမားရဲ့စိတ်ကြဆက်ရှိကိုက်ထက်ကနေကံမှုရတဲ့အခွင့်အရေးတစ်ခုတော့အတင်းရဲ့ဝါရင်ကစားသမားတွေဖြစ်တဲ့ဖြိုးလေးနဲ့မရှိနေတဲ့ရဲရင်တို့နေထားမှာညီသူကံမလဲဆိုတော့ကြည့်ရမယ်ဖြိုးလေးကံနဲ့နေများတယ်များလုံးလို့ကိုကျူးစားအောင်ပါဒီစီကိုကြော်ပြီးတော့လက်မြောက်ပေါ်ထိန်ထောင်ဝင်းဒီလန့်ခံနေငယ်များတယ်များအဲ့ကျွန်တော်တို့ဆက်ရဲရင်အကောင်းဆုံးဟန်တာပြီးတော့လည်းတဲ့စင်ဖို့ကြည့်ရင်ကျွန်တော်မရှိနေကျွန်တော်30နဲ့ပြန်တွဲထားတယ်ကောင်းမြတ်သူမရှိနေအောင်လေးကန်တယ်ဟိုတမရာမင်းထင်ဒါလေးစိတ်ထားနိုင်ရင်များပါမငယ်နားလည်းမှုတွဲများဒါမဲ့လေရဲရင်ဇော်မင်းထွေးနောက်မရှိနေဖြိုးလေးနဲ့တွဲထားတယ်ဖြိုးလေးဒါဥမာကျွန်တော်20ခုပိတ်တယ်ရာမင်းထင်ကောင်းဆုံးဟန်တာပြီးတော့ကာဝယ်ထားနိုင်ရအောင်တွေ့ရများတမောပြတမပေးထားညဘေခါတော့နောက်ဆုံးမိနစ်နောက်ဆုံးလက်ကျန်မိနစ်အချိန်မှာရရှိလာတဲ့ခွင့်ရတစ်ခုဖြစ်ပါမယ်ခေကြထိတ်ကနေပြည်တံမိုးကံမှုခွင့်ရတစ်ခုရရှိခဲ့တဲ့အတွက်ဦးဆောင်ကိုရဖို့ကောင်းဆုံးခွင့်ရတစ်ခုကိုဖန်တီးသွားနိုင်မလားကျောင်းနံပါတ်30ကံမှာဖြစ်ပါတယ်ဒီကာစီတင်ရဲ့ကွင်းလင်လူခေကြထိတ်ကိုကန်တင်ပေးတယ်ခေါင်းတိုက်တယ်ခံရ TV ပြန်ထွက်လာမှတော့တလုံးကောင်းမြတ်ထူးကောင်းမြတ်ဦးပြောလေခရစ်ကန်လေများတယ်များကဲပါကျွန်တော်ဆရာမပဲဒီနေ့ရောင်နေ FC တင်နဲ့အမေခါ FC တင်တို့ရဲ့ပွဲစဉ်ဒီမှာပဲပြီးဆုံးခဲ့ရင်များ